Hello အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ရွှေဦးလက်ရရဲ့အုံနာမအင်ဂျင်ဆန်ဖြစ်ပါတယ်ရွှေဦးလက်ရဆိုင်နာမည်လေးကတော့တကယ်တမ်းညီမရဲ့နာမည်ပါရှင်ညီမရဲ့အိမ်နာမည်လေးကိုကိုစားပြုပြီးပေးထားတာဖြစ်တဲ့အတွက်ရင်းရင်းနှီးနှီးခေါ်မယ်ဆိုရင်ရွှေဦးလို့လည်းခေါ်လို့ရပါတယ်ရှင်ညီမဆိုင်လေးကတော့ဆိုင်ဖွင့်တာဆိုရင်3နှစ်နဲ့4နှစ်ကြာသက်တမ်းတော့ရှိပါပြီရှင်ညီမရဲ့ဆိုင်သက်တမ်းရဆိုရင်လေတကယ်တမ်းညီမတို့ကကိုဗစ်ကဲဆဆဖွင့်တာဖြစ်တယ်ဆိုပေမဲ့လည်းအခုချိန်ထိတည်ရှိနိုင်တာကတော့ညီမကိုအားပေးရဲ့ customer လေးရဲ့ကျေးဇူးကြောင့်ပါနော်ညီမတို့ရွှေဦးလက်ရဆိုင်မှာဆိုရင် menu တွေကအမျိုးပေါင်း30ကျော်ရှိပါရဲ့ရှင်အဲဒီမှာဆိုင်ရဲ့အဓိက main signature menu ကတော့ spicy နဲ့ပတ်သက်တဲ့မုံပွဲလေးတွေပါရှင် spicy နဲ့ပတ်သက်တဲ့မုံပွဲလေးတွေမှာဆိုရင် spicy ပင်လယ်စာတော့ spicy ခေါက်ဆွဲထုတ်ကတော့ဆိုင်မှာရောင်းအောင်အကောင်းဆုံးနံပါတ်1ဖြစ်ပါတယ်ရှင် menu လေးတွေက spicy နဲ့ပတ်သက်တဲ့မုံပွဲလေးတွေမှာဆိုရင်ပင်လယ်စာတော့ခေါက်ဆွဲတော့မုံ spicy ကြက်သား spicyအာလူ spicy ဆိုပြီးတော့မှ menu တွေကရွေးချယ်စရာတွေအများကြီးရှိပါတယ်เนาะကြက်မဲကြိုက်သူတွေအတွက်ဆိုပြီးလည်းကြက်မဲနဲ့ပတ်သက်တဲ့ကြက်မဲ spicy လည်းရှိပါတယ်ရှင် spicy နဲ့ပတ်သက်တဲ့မုံပွဲလေးတွေပြီးတော့ညီမစီမှာဆိုရင်မာလာရှန်ကောမာလာချက်ချီတော့တော့အာလူမာလာဆိုပြီးတော့မှမာလာနဲ့ပတ်သက်တဲ့မုံပွဲလေးတွေလည်းရှိပါတယ်ရှင်နောက်တစ်ခုကတော့အချိုပွဲမုံပွဲလေးတွေလည်းရှိပါတယ်အဆက်မစားနိုင်တဲ့သူတွေအတွက်ရှိရပြီးတော့မှထုတ်ပေးထားတာဖြစ်ပါတယ်ရှင်အချိုပွဲလေးတွေမှာဆိုရင်ညီမစီမှာ sushi sandwich hamburger ဖတ်ထုတ်ကြော်အစရှိတဲ့ဖြင့်အချိုပွဲလေးတွေလည်းရွေးချယ်စရာပေါင်းများစွာရှိပါတယ်ရှင်ဆိုင်မှာချိုချိုချင်းချင်းရတာလေးနဲ့အပေါင်းလေးတွေလည်းစားကျင်တယ်ဆိုလည်းရတယ်เนาะအပေါင်းလေးဆိုရင်ညီမတို့က sauce လေးကိုကိုယ်တိုင်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရသာကတော့လုံးဝအာမခံပါတယ်အချိုမို့လုံးဝမသုံးပါဘူးရှင်အပေါင်းနဲ့ပတ်သက်တဲ့ပုံပွဲလေးတွေမှာဆိုရင်ကြက်ကြောလုံးပေါင်းရမယ်ကြက်မဲပေါင်းဟော့တော့ပေါင်းဆိုပြီးတော့မှအပေါင်းပွဲလေးတွေလည်းရွေးချယ်လို့ရပါတယ်เนาะချင်းချင်းဆက်ဆက်အထောင်းလေးတွေစားကျင်တယ်ဆိုရင်လည်းရွှေလက်ရမှာအပေးလို့ရတယ်เนาะအထောင်းလေးတွေမှာဆိုရင်ရွေးချယ်စရာညီမစီမှာဆိုရင်10မျိုးလောက်ရပါတယ်ရှင်ပစုံတောင်းတင်မောသီးတောင်းပြောင်းမှုတောင်းမုတ်ဖက်ထောင်းမမားတောင်းနဲ့ကြက်မဲတောင်းကြက်ကြောလုံးတောင်းလေးတွေလည်းရတယ်เนาะအထောင်းလေးတွေကတော့ယူရီးယားထောင်းအရသာစစ်စစ်ပါရှင်တချို့ကညီမစီမှာဆိုရင်ရခိုင်တောင်းနဲ့မမနေကြလို့ပါညီမစီမှာဆိုရင်ယူရီးယားအရသာတိုင်းအထောင်းလေးတွေအပေးလို့ရပါတယ်เนาะဟော့တော့လေးတွေကြိုက်တဲ့သူတွေအတွက်လည်းညီမစီမှာဆိုရင်ဟော့တော့လေးတွေကရွေးချယ်စရာ3မျိုးရှိပါတယ်အကြိုက်အများဆုံးကတော့ original ဟော့တော့ပေါ့နော် original ဟော့တော့ရှိမယ်ပစုံဟော့တော့ရှိမယ်ဝက်ဟော့တော့ရှိမယ်ရှင်ကြက်သားနဲ့ပတ်သက်တဲ့ပွဲလေးတွေလည်းရှိပါတယ်เนาะကြက်သားပြားချော်တို့ကိုရီးယားကြက်တောင်မဲကျွတ်ကြော်တို့လည်းရှိပါတယ်ရှင်ဆိုင်မှာ spicy တွေလည်းရတယ်မာလာတွေလည်းရတယ်အထောင်းတွေလည်းစားပြီးပြီဆိုတော့အေးပြေးအေးလေးတောက်ချင်တယ်ဆိုလည်းရတယ်เนาะညီမစီမှာဆိုရင် juice နဲ့ chicken jelly လေးရှိတ်လေးတွေရပါတယ်ရှင်ရွေးချယ်စရာလေးတွေဆိုရင် juice မှာဆိုရင်9မျိုးလောက်ရှိပြီးတော့မှ chicken jelly လေးရှိတ်လေးတွေကတော့ညီမတို့စီမှာပစ္စည်းရရင်ရတယ်လို့အမယ်လေးတွေကအစုံလဲရတယ်လို့ရခိုင်ရခါမှာတော့စတော်စပစ်တို့မို့လို့အမယ်လေး2မျိုးပဲရတတ်တဲ့ခါလည်းရှိပါတယ်ရှင်။ညာတော့အပြင်ကတော့ juice နဲ့ jelly မရှိတ်လေးတွေကတော့အများနဲ့ဆိုင်မှာအားပေးလို့ရပါတယ်ရှင်။ညီမတို့ဆိုင်မှာရတဲ့မုံပွဲလေးတွေကတော့ဈေးနှုန်းလေးတွေကအများကြီးတော့သတ်မှတ်မထားပါဘူးရှင်။ကလေးလူကြီးမျိုးစားသုံးနိုင်အောင်လို့မို့လို့အနည်းဆုံး1500ကနေစပြီးတော့မှသတ်မှတ်ထားတာဖြစ်တဲ့အတွက်စိတ်ချအားပေးလို့ရပါတယ်เนาะဈေးချက်စရာလေးတွေလည်းများစွာရှိတဲ့အတွက်ပုံမှန်ပွဲလေးတွေဆိုရင်တော့အနည်းဆုံး9000ပို့လောက်ကနေစပြီးတော့မှအားပေးလို့ရပါတယ်ရှင်။ညီမတို့ဆိုင်မှာဆိုရင်ဧည့်သည်တွေအတွက်အထူးသီးသန့်ပြင်ဆင်ပေးထားတဲ့ special menu လေးလည်းရှိပါတယ်ရှင်။ special menu လေးတွေမှာဆိုရင်ပုံမှန်ဆိုညီမက promotion ရက်တွေမှာဒါတည်တဲ့ရောင်းပေးတဲ့မုံပွဲလေးရှိပါတယ်။အဲ့ဒါလေးကတော့9မျိုးတစ်ဆက်လေးပါဒါလေးကတော့အခုလက်ရှိမှာတော့နေရာရောင်းပေးနေပါတယ်ရှင် spicy food ပေါက်လေးတွေလည်းရှိပါတယ်เนาะ spicy food ပေါက်လေးတွေမှာဆိုရင်အနည်းဆုံး13000နေမှာစပြီးတော့မှအပေးလို့ရပါတယ်ရှင်1000ခွဲ18000နဲ့13000ဆိုပြီးအစားအစား2000ခွဲထိဈေးနှုန်းလေးတွေကရှိပါတယ်เนาะဒါတခြားကနေကင်းတွေမှာဆိုရင်အစာပြေစားလို့ရမယ့် lunch box လေးတွေလည်းရှိပါတယ်เนาะတချို့ကလေးတွေထမင်းကြိုက်မထည့်ချင်တာလို့မိခင်တွေအတွက်လည်းကလေးတွေအတွက်ထမင်းဘူးထည့်ပေးလို့ရအောင် mini lunch box လေးတွေလည်းရှိပါတယ် lunch box ပွဲကြီးလေးတွေပဲရှိပါတယ်ဈေးနှုန်းလေးတွေကတော့1000မှ1000ခွဲထိပဲရှိပါတယ်เนาะအများဆုံးမှ16000ပဲရှိပါတယ်ရှင် special menu လေးတွေကနေတိုင်းရပါတယ်ရှင်မင်းကိုမှာယူမယ်ဆိုရင်ကြိုတင်ပြီးတော့မှတော့ဆက်သွယ်ပေးဖို့မြစ်တာရက်ခံပါတယ်เนาะညီမတို့ရွှေဦးလက်ရလေးကတော့ဆိုင်ဖွင့်ချိန်ကတော့အပတ်စဉ်အင်္ဂါနေ့မှာတနင်္ဂနွေနေ့ထိအပတ်တိုင်းဖွင့်ပါတယ်ရှင်နေ့ကင်း10:00နာရီမှညနေ9:00နာရီထိဆိုင်ဖွင့်ပါတယ်เนาะအပတ်တိုင်းတနင်္လာနေ့ကတော့ဆိုင်ပိတ်ရက်ပါရှင်တနင်္လာနေ့နဲ့ညီမတို့အခါကြီးရက်တွေနဲ့တိုက်ဆိုင်နေဆိုရင်တော့ဆိုင်မပိတ်ပါဘူးရှင်အများနဲ့ဆိုင်ဖွင့်ပါတယ်เนาะဆိုင်လိပ်စာလေးကတော့တာစီလန်ရဲနာဘုံရက်ကွက်အမှတ်1လမ်းအနောက်ထိပ်ဘက်မှာပါရှင်ရဲနာဘုံအမှတ်1လမ်းကညီမတို့တာစီလန်တာစီစေးမရောက်ခင်မှာတည်ရှိပါတယ်เนาะအမှတ်1လမ်းနဲ့ကိုတစ်စစ်ချိုးလေးတော့ကိုဝင်ခဲ့ရပါတယ်ရှင်အမှတ်1လမ်းအနောက်ထိပ်မှာရှိပါတယ်เนาะညီမတို့ဆိုင်ဖုန်းနံပါတ်လေးကတော့39988139588တို့ဆက်သွယ်ပြီးတော့မှမှာယူနိုင်ပါတယ်เนาะ delivery service နဲ့လည်းမုံဝမျိုးတွင်အိမ်ရောက်ငွေချစ်စနစ်နဲ့လည်းပို့ဆောင်ပေးနေပါပြီရှင်ညီမတို့ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့တကယ်တမ်းကညီမကအစားကလေဆိုင်ကိုရေရှိဖို့တည်းရည်ရွယ်ချက်မရှိဘူးဘာလို့လဲဆိုတော့ကြာလေညီမအစားကចောင်းသူဆိုတော့ကြာတော့ဆိုင်ကိုဒီလောက်ကြီးထိဖွင့်ပြလိုက်မယ်လို့မမျှော်မှန်းထားတော့ကြာတော့ညီမကဝါသနာအရင်ခံပြီးတော့မှပဲဒါပေမဲ့ပေါ့ညီမတို့စားတဲ့သူတွေလည်းအရသာရှိရှိစားစေချင်တာအဓိကညီမလုပ်တဲ့
မုံလေးကိုပေါ့စားတဲ့သူအရသာရှိရှိစားကြခြင်းနဲ့စိတ်လေးနဲ့ပဲအပျော်တမ်းနေနဲ့အစားကတော့ဆိုင်ဖွင့်ခဲ့တာပေါ့နော်ဆိုင်ဖွင့်ခဲ့တာဆိုတော့နောက်ပိုင်းကျတော့ဒါညီမရဲ့ဝါသနာအရရောစေတနာအကျိုးပေးရကြောင်းရောကြောင်းထင်ပါတယ်ဧည့်သည်တွေကတစားပြီးတစားပို့ပြီးများလာတယ်တစ်နှစ်ပြီးတစ်နှစ်ပေါ့မုံပွဲတွေလည်းတိုးရင်နဲ့နောက်ဆုံးတော့ဒီနေ့ဒီချိန်ထိရောက်လာပါအဓိကကတော့ညီမဆိုင်ကိုအားပေးတဲ့မိဟောင်းမိတ်သက်မိတ်ဆွေလေးရဲ့ကျေးဇူးကြောင့်ပေါ့အခုလိုညီမဆိုင်ကိုယနေ့အချိန်ကြီးလွန်ခဲ့တဲ့3နှစ်ကနေမှလက်ရှိ4နှစ်ကာလအတွင်းရက်တည်နိုင်အောင်အားပေးကြတဲ့အတွက်မိဟောင်းမိတ်သက် customer အားလုံးအများကြီးပဲကျေးဇူးတင်ပါတယ်နော်လာမဲ့မိတ်ဆွေတစ်တွေလည်းမိမိဆိုင်ကိုလာခဲ့မယ်ဆိုရင်လည်းဖိတ်ခေါ်ပါတယ်နော်လာခဲ့ကြပါရှင်မိမိဆိုင်ကိုရောက်လို့ရှိရင်လည်းမကြိုက်တဲ့မုံဆိုတာမရှိပါဘူးအမျိုးပေါင်း30ကျော်တဲ့ကမှမီနူတစ်ခုမှတစ်ခုကတော့လုံးဝအကြိုက်တွေ့သွားမှာပါကလေးလူကြီးမျိုးဆိုင်မှာဆိုရင်မိတ်ဆွေတွေအများကြီးပဲရှိပါတယ်ရှင်အားပေးကြတဲ့တယောက်ချင်းစီတောင်တကယ်ကိုလိုက်လဲနဲ့ကျေးဇူးတင်ပါတယ်နော်မိတ်ဆွေတွေလေးတွေလည်းလာရောက်စားသုံးကြည့်ပါမိမိဆိုင်မှာဆိုရင်မီနူလေးတွေအဓိကhonest review လေးပေးရမယ်ဆိုရင် spicy ပင်လယ်စာတုပ်ကိုဦးဆုံးစားကြည့်ပါစားကြည့်ပြီးတော့မှအဆက်မစားနိုင်ဘူးဆိုရင်လည်း sushi ရော hamburger ရော sandwich တို့ကိုစားကြည့်ဖို့ညွှန်းပါတယ်เนาะလုံးဝကို recommend ပေးပါရရှင်စားကြည့်ကြည့်ပါမင်းတို့ရဲ့ဆိုင်မှာစားသုံးသူအယောက်100မှာဆိုရင်90လောက်ကလုံးဝကိုအကြိုက်တွေ့ပါတယ်မင်းတို့ဆိုင်ကိုမရောက်ဘူးတဲ့သူတွေလည်းလာရောက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်เนาะညီမတို့ရွှေဦးလက်ရာရဲ့ TikTok အကောင့်မှာဆိုရင်လမ်းညွှန်လေးလည်းတင်ထားပါတယ်เนาะမမေရဲ့အကောင့်ကိုလည်းအားပေးကြဖို့အတွက်ညွှန်လင်းပါတယ်ဒီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဗိုက်စာနေရင်ဗာစားကြပါလိမ့်ရှင်